ဗိုလ်ချုပ်ဆန်းကဘယ်လောက်များစံပတိရှိလဲဆိုရင်ကျွန်တော်အခွင့်အရေးမှာအမြဲတမ်းပါပါတယ်သူဖဆဖလာဥက္ကဋ္ဌသူတိုက်ပုံမင်းနဲ့ပဲဟေးတိုက်ပုံမင်းနဲ့နော်နတ်မောက်သားက33နှစ်မပြည့်ခင်သေတဲ့လူက10 တန်းဖြည့်စရာနတ်မောက်မှာအကြောင်းမရှိလို့ရင်နံကျောင်းမှာသူ့အကိုဥပဝင်းကျောင်းမှာဖြည့်တဲ့လူကငင်းနေမဲ့ထိန်လင်းကစနေသားကမလေးစာနာစိတ်ကြီးနေလိုက်တာတက်မလို့ကာဝေးဦးစီးချုပ်အင်္ဂလိပ်ကိုချမရဂျပန်ခေါ်လာပြန်တိုက်ထုတ်ဂျပန်ထွက်သွားအင်္ဂလိပ်ပြန်ဝင်အင်္ဂလိပ်ပြန်ဝင်လာပြီလေလွတ်လပ်ရေးတောင်းဆိုဖို့ငါစစ်ဝတ်စုံချွတ်ပြီဘုံကျုံဆန်အင်္ဂလိပ်ပြန်ဝင်လာတော့စစ်ဝတ်စုံချွတ်လိုက်ပြီဖဆပလာမှာငါဥက္ကဋ္ဌနိုင်ငံလုံးမယ်တောက်ဝတ်စုံချွတ်တယ်လေတိုင်းပြည်လွတ်လပ်ရေးကိုလုပ်တဲ့နိုင်ငံသမားဆိုတာတောက်ဝတ်စုံချွတ်ရမယ်ဘုံကျုံဆန်ဘောင်းမီနဲ့အင်ကြီးအုတ်ထုတ်ရှုဖနာအကုန်ချွတ်လိုက်တယ်တိုက်ပုံအမဲနဲ့ကွာလန်ကရုံးနဲ့ပိုးပိုးပိုးနဲ့ခေါင်းပေါင်းနဲ့ချသွားပြီဘုံကျုံဆန်ဖဆပလာဥက္ကဋ္ဌဆက်ကြည့်ဦးမသိခင်တနေ့ဘုံကျုံဆန်ပြတ်တယ်အကုန်ချွတ်ပြတာဘောင်းမီတွေရောအင်ကြီးတွေရောအုတ်ထုတ်တွေရောဟိုလိုဒီလိုမလုပ်ဘူးသူကဘာညာဟိုတကယ်ပြောတာလေမလုပ်ဘူးမြောက်မပေးနဲ့မြောက်မပေးနဲ့လာကိုကြီးမင်းညိုခဏလူတွေမြောက်မမြောက်ပေးနဲ့ကျွန်တော်ကအယိုးကံပြောတာကျွန်တော်တို့6ကလူတွေဆန်းဆန်းကျဲလက်ခုပ်လက်ထတီးနေတယ်ကြောက်စရာကြီးတွေဆရာကြီးကိုအောင်တင်ပြောသလိုမလုပ်နဲ့နော်လက်ခုပ်မတီးရင်မင်းရဲ့အမှုကတာမန်တယ်မမှုတဲ့လက်ခုပ်တီးရင်မင်းအမှုကကြီးပြီးရာဇဝတ်မှုတဲ့မလုပ်နဲ့တော့ဒုက္ခမပေးနဲ့ရအောင်ပြောသားမယ်လုပ်နေထားတော့ဖဆပလာဥက္ကဋ္ဌအိမ်မှာနေပြီးဒေါခင်ကြီးနဲ့သမီးနဲ့သားနဲ့ကားနဲ့ထွက်လာတယ်အခုအံ့ဩစရာကြီးတော့ကန်တော်ကြီးဆောင်တာဝါလေးအိမ်ကိုတို့ရန်ကုန်ဆရာကြီးတို့လူများစုသိလို့ကျွန်တော်ပြောတာပါကန်တော်ကြီးဆောင်အခုပြတဲ့အိမ်လေသူ့သမီးနေတဲ့အိမ်မဟုတ်ဘူးအခုရန်ကုန်တက်တော်ဘေးနာတက်ကတော်ရိတ်တာလမ်းပေါ်ကသူ့သမီးနေတဲ့အိမ်မဟုတ်ဘူးအဲ့ဒါကဟိန္ဒူကလာကြီးတယောက်ကအိန္ဒိယမပြန်ခင်လက်ဆောင်ပေးသွားတာတနာလို့ဘုံကျောင်းဆန်းအိမ်မရှိလို့ရန်ကုန်မှာတိုင်းပြည်ကောင်းဆောင်နံပါတ်1အိမ်မရှိဘူးကွာတယ်ကွာဗညီမင်းညုံနဲ့ကွာဗဟိုကောင်ညီမင်းညုံကြီးပြောတာသူတိုက်ခန်းရှိတယ်အိမ်မရှိဘူးဟဲ့ကြေခွဲစရာကြီးနော်သမီးတို့ထားတာအိမ်မရှိဘူးအဲ့ဒါသူသမီးကသူမပေးထားတာအခုပြတဲ့လူတွေအိမ်ကအစိုးရပေးထားတာကျွန်တော်ဒေါသထားလိုက်ပြောရင်ပြောနေစိတ်ခေါ်မယ်က6သားတွေနဲ့ဘိုးကျောင်းဆန်းသူ့ဘက်သူပတ်စံစွတ်ပြီးတော့လာခကိုစွတ်ပြီးတော့ဝယ်ထားတဲ့တိုက်ခန်းပြော10ပေခန်းမောင်သားချိုးအကြည်တော်အောက်မှာထိုင်နေတဲ့ညီမင်းညိုဒေါက်တာဦးထင်းမောင်ခေါ်စာရေးဆရာနတ်မှုရောကြပြားဆရာရှိတဲ့မောင်သားဆို6တို့ရောကိုဖေတင်ညွန့်တို့ရောအကုန်လည်းပဲဖြတ်ကံမယ်ကဲကျွန်တော်လိုက်ပြရန်ကြောင်သားဘယ်လမ်းမှလည်းပြောကျွန်တော်ဆုလေးဖျားလမ်းမှလားပြောကျွန်တော်ပြကဲညီတကယ်ပြောနေတာတော့ညီကျွန်တော်နားထောင်ကောင်းပြောတာမဟုတ်ဘူး33လမ်းမှလားကဲပြကျွန်တော်ဘာလမ်းမှလားကဲ